ကဲအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတော့ကျွန်တော်တို့ဒီနေ့ကြာသပတေးနေ့เนาะမနက်ခင်းလေးဖြစ်ပါတယ်ဘာလို့လဲဆိုတော့ like ကတော့ကျွန်တော်ညာလေးကလွှင့်ပေးမလို့ပဲမိုးရီတာရွာเนาะမိုးရီတာရွာမိုးရီအရင်အေးနေတာနဲ့ဒီမနက်ကျမှပဲကျွန်တော်ဒီဗီဒီယိုလေးကိုเนาะတင်ပေးလိုက်ပါတယ်ခုနကကျွန်တော် like လွှင့်ပေးသေးတယ် like လွှင့်ပေးတော့ဘယ်လိုဖြစ်လဲဆိုတော့ YouTube ကเนาะတန်းကိုဖြတ်ချเนาะတင်းရတိုက်ရိုက်ထုတ်လွှင့်မှုကရက်တန်းမလိုက်ပါပြီဆိုပြီးတော့เนาะအဲ့လို live လွှင့်မှကောင်ဖြစ်နေတယ်နော် live လွှင့်လို့မရသေးဘူးနော်ဒါကြောင့်မလို့ကျွန်တော်မျိုးတွေအားလုံး live လွှင့်မရတာလည်းကောင်းပါတယ်ဘာလို့ဆို live လွှင့်လို့ရပြီဆိုရင် channel ပြတ်တယ်နော်ဒါကြောင့်မလို့ကျွန်တော်ကတော့ live တော့လွှင့်ပေးသေးတယ် live ကတော့ဖြစ်ချက်ခံလိုက်ရတယ်ဒါကြောင့်မလို့ကျွန်တော်ဗီဒီယိုလေးပဲတင်ပေးလိုက်ပါတယ်နော်ကောင်းတဲ့ဆန် live လွှင့်လို့မရဘူးဖြစ်နေနော် live မဟုတ်တက်လို့မရဘူးဖြစ်နေအဲ့တော့ဗီဒီယိုလေးပဲကျွန်တော်နေပေးလိုက်တဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုလေးကိုအမျိုးလေးတွေအားလုံးเนาะကျွန်တော်ရဲ့အမျိုးလေးတွေလူဟောင်းလူသစ်မိတ်ဆွေအကုန်လုံးအစားနေပြီးတော့အဆုံးထိကြည့်ပေးပါလို့ပြောချင်ပါတယ်เนาะအဲ့တော့တခုပြောချင်တာကဘာလဲဆိုတော့ကျွန်တော်ဒီနေ့ကြာသပတေးနေ့အရန်ကိုเนาะအရန်ကိုအရေးကြီးတဲ့နောက်ဆုံးနေ့เนาะနောက်ဆုံးနေ့တော့မဟုတ်ဘူး final ပွဲเนาะ final ပွဲရောက်ရှိလို့လာပြီကြာသပတေးတောက်ကြသည်အရန်ကိုเนาะကစားလို့လည်းကောင်းတယ်အရန်ကိုလည်းအရေးကြီးတယ်เนาะအဲ့လိုမျိုးရက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကြာသပတေးတောက်ကြသည်အရန်ကိုလည်းเนาะအခုက web page တွေနဲ့ပြည့်နှက်နေပါလေခု web page တွေဘာဖြစ်လဲဆိုတော့ကဏ္ဍတွေကဘယ်နှလုံးကြာနေမလဲဆိုကျွန်တော်မျိုးတွေအောင်ကဏ္ဍ9လုံးတော့ကြာတယ်1 2 3 4 8เนาะ power တွဲဆို3 8ဆိုတော့ power တွဲဆိုမလာသေးဘူးเนาะ1 2 3ဆိုတော့တွဲဆိုရင်လည်းเนาะ senior တွဲဆိုလည်းမလာသေးဘူးအဲ့တော့တခုပြောချင်တာကခဏ9လုံးကြံနေတယ်เนาะတချို့ရလဲဘယ်ကောင်တော့လာနိုင်တယ်ဘယ်ကောင်တော့ပြောင်းမလဲဟာလားဘယ်ကောင်ကတော့ဘယ်လိုအထောက်ထားနဲ့ဘယ်လိုခိုင်းလို့မရှိလဲဒါတွေနဲ့လုံနေကြကျွန်တော်ကလည်းအခုခတ်နေတာဗာလဲဆိုတော့เนาะသူတို့ကဘယ်လိုလဲဆိုတော့ခဏကို9လုံးတော့9လုံးတစ်လုံးကိုခဏ9လုံးကြံနေတယ်9လုံးတစ်လုံးကြံဒီနေ့မှာเนาะနှလုံးပေးပြီးတော့3လုံးဖြောင်းနိုင်တယ်เนาะတတိထားပြီးပါသူလှုပ်လာတယ်အဲ့လိုမျိုးလှုပ်ပုံလုံးကြီးအပေါ်တွေမှာလည်းရှိကျွန်တော်သွားပြီးတော့ဟိုလေးလာပြီးတော့ထောက်ထားကြည့်လို့ရတယ်เนาะသူလှုပ်လာတဲ့လှုပ်ပုံလုံးကြီးဟိုအပေါ်တွေမှာလည်းရှိတယ်ဒါကြောင့်မလို့မျိုးလေးတွေအားလုံးเนาะဟိုအရင်ကြီးမစီရမရတဲ့အမူမကိုင်းမိပါစေနဲ့เนาะဘာလို့လဲဆိုကြာတာပြီးတောက်ကြအရင်ကိုအရေးကြီးတယ်เนาะအဲ့ဒါကိုပြောချင်တာကလည်းဆိုတော့ခွန်3ည69ဆိုပြီးတော့เนาะနက်ခတ်သူနက်ခတ်ကြထားတယ်နက်ခတ်သူနက်ခတ်ကြထားတယ်အထောက်ဝင်ထားတယ်เนาะနက်ခတ်သူနက်ခတ်ကြပြီးတိုင်းကျွန်တော်မျိုးလေးတွေအားလုံးเนาะအမှခွန်3ညဆိုတာနက်ကတ်တစ်ချိန်ကြတယ်69ဆိုတာနက်ကတ်တစ်ချိန်ကြတယ်เนาะအဲ့ဒါနက်ခတ်သူနက်ခတ်ကြထားပြီးပြီဆိုရင်เนาะဘာလာတက်လဲဆိုရင်နက်ခတ်တူနက်ခတ်ကြခြင်းကြောင့်ပါဝါတစ်ခွဲเนาะပါဝါတစ်ချိန်ကြံသေးတယ်ပါဝါတစ်ချိန်ဒီကြာသပတေးတောက်ကြမှာလာရင်လာမလာဘူးဆိုရင်တရင်လာအင်ကလှည့်မခြင်းနဲ့ကွက်တိနေထားတယ်ပါဝါတစ်ခွဲဆင်းမယ်เนาะဘယ်လိုလဲဆိုတော့ဒါနက်ခတ်တူနက်ခတ်ကြထားတဲ့အတွက်ကြောင့်မလို့เนาะအခုဆိုမှမိုးတွေရွာနေအတန်တွေကဟိုမနေ့អော်ပြီးတော့ပြောနေရတာเนาะအဲ့တော့မျိုးလေးတွေအားလုံးအခုကျွန်တော်ကြာသပတေးတောက်ကြမှာအကောင်းဆုံးเนาะခေပေါက်ဖရီးသမားလေးတွေအတွက်ပေးခဲ့ကြပါနဲ့ဘာလို့လဲဆိုတော့ကြာသပတေးတောက်ကြခေပေါက်ဖရီးသမားတွေကြိုက်တယ်လို့မျိုးယူပြီးတော့သုံးပါဒီတစ်ပတ်မှာအချုပ်အားဖြင့်ကျွန်တော်စာလေးနည်းနည်းလေးပြန်နှိမ့်မယ်အချုပ်အားဖြင့်ဘာတွေပြီးသွားပြီလဲဆိုရင်အချုပ်အားဖြင့်ကျွန်တော်ထုတ်ပေးတယ်ဗုဒ္ဓမကျော်စိတ်ရှဲခွေဘူးပြီးပြီဗုဒ္ဓမကျော်အမခံထိတ်တွေပြီးပြီเนาะအဲ့ဒါခုဗုဒ္ဓမကျော်စာတို့ break ပြီးပြီเนาะအဲ့တော့ပါကြံနေလဲဆိုဗုဒ္ဓမကျော်ပတ်တိနှလုံးကြံနေတယ်အဲ့တော့ဒီပတ်တိနှလုံးကလည်းအပတိုင်းတော့ကျွန်တော်တို့မထွက်မရှိ9တပီးနဲ့ထွက်ပြီးလာတယ်အပတိုင်းလိုငွေထုတ်လာတယ်เนาะဒီတစ်ပတ်ဘယ်လိုဖြစ်သွားလဲဆိုတော့เนาะဝူရှူဝါတွေဖြစ်သွားပြီတော့ထင်ပါတယ်เนาะဒီတစ်ပတ်ကကြာသပတေးတောက်ကြဝူရှူဝါတွေဖြစ်သွားလို့ကျွန်တော်တော့ထင်เนาะအဲ့လိုပဲယူဆတယ်အဲ့လိုဆိုတော့ကျွန်တော်ကเนาะအကုန်လုံးပတ်သက်ပြီးဖြန့်မလိုက်တယ်လေเนาะ YouTube မှာလည်းဖြန့်နေ Telegram မှာလည်းဖြန့်နေဟုတ်လားအဲ့တော့ Viber တွေမှာလည်းအကုန်ဖြန့်နေအဲ့တော့ဒါကြောင့်မို့လို့ကျွန်တော်ပဲပတ်တိဗုဒ္ဓဦးမကျော်ပတ်တိနှလုံးလေးထားတာတော့မသိဘူးဒါပေမဲ့ကျွန်တော်ကတော့เนาะဟိုဖောက်တာလက်ခံတယ်ဘာလို့လဲဆိုတော့တစ်ခါမှမပြတ်သေးဘူးเนาะတပွဲမှဒီလိုမျိုးဗုဒ္ဓဦးကြော်သွားတဲ့အပတ်ဆိုမရှိသေးဘူးဒါပေမဲ့ဒီလိုမျိုးဗုဒ္ဓဦးမကျော်ဒီဗုဒ္ဓဦးကြော်သွားပြီဆိုရင်ကျွန်တော်လက်ခံတယ်ဘာလို့လဲဆိုတော့တကယ်ကြီးမှန်နေရင်ဒါမဟုတ်မနေတော့เนาะဘာလို့လဲဆိုတော့ကျွန်တော်အနေနဲ့ကျွန်တော်တို့เนาะဟိုအတိတယောက်ကိုပြောဖို့တယ်เนาะခွင်းဝင်သည်တဲ့လုံးဝဟိုဘယ်လိုပြောမလဲဟိုတကယ်ကြီးမှန်နေတယ်ဆိုရင်ဒါမဟုတ်သေးဘူးเนาะတကယ်ဖောက်ထားပြီးပြီဆိုရင်အဲ့ဒီခွင်းဒီစတိုက်ကိုမှန်ကျင်လို့ဖြစ်တယ်เนาะဒါကြောင့်လည်းကျွန်တော်ကဒီတစ်ပတ်မှာပေးဖောက်ခံလိုက်တယ်ဖောက်လားဟုတ်လား
ဖောက်ပါစေဆိုပြီးတော့နော်ဒါပေမဲ့ဝင်ဖောက်တာအရင်မကြည့်ဘူးလေတချို့မွေးနဲ့ထိုးတဲ့သူတွေကဟုတ်တယ်မလားဟိုအရင်နဲ့ထိုးရတဲ့သူတွေကဟိုဝူဆူရတဲ့ဖြစ်ပုံမှာပေါ့နော်အဲ့တော့မျိုးလေးတွေအားလုံးဒီတစ်ပတ်မှာကျွန်တော်ပရိသမားလေးတွေနော်ဆင်းရှယ်ဝေဘူးသမားလေးတွေနောက်တစ်ခုကအာမခံထိတ်စီးသမားလေးတွေအတွက်တော့တောင်းဝင်ကြပါတယ်ဒါပေမဲ့ဒီတစ်ပတ်မှာကျွန်တော်တောင်းဝင်မကြည့်နိုင်တာကဘာလဲဆိုတော့ဘုဒ္ဓဥမကျော်ပရိပတ်တိနှလုံးကိုကျွန်တော်တောင်းဝင်ကြည့်ပေးတာနော်ဒါကြောင့်ကျွန်တော်မျိုးလေးတွေအားလုံးကျွန်တော်လည်းအကောင်းဆုံးနဲ့အကောင်းဆုံးရအောင်စူးစမ်းပေးပါတယ်ဒါကြောင့်မလို့ဘုဒ္ဓဥနော်ဖုံးမကျော်မှာလုံးဝဖြစ်မလာဘူးဆိုရင်တေးကြမှာကဲပေါ့နော်ကျွန်တော်ပေးနေကြအတိုင်းပဲ9ရက်သားသမီးအကုန်လုံးကြာတာပရိတောက်ကြ2ရက်အတွင်းမှာ3ရမယ်ကဲပေါ့ကိုကျွန်တော်ပေးခဲ့မယ်နော်အဲ့ဒါက free ကဲပေါ့ဟုတ်ပြီနော်အဲ့ဒါခုပြောချင်တာကဘာလဲဆိုတော့အဖွဲ့ဝင်လေးတွေတစ်ခုပြောချင်ပါတယ်အဖွဲ့ဝင်လေးတွေအဖွဲ့ဝင်ပေးထားတော့တေးကြကိုပဲလုပ်ပေးပါနော်တေးကြကိုပဲလုပ်မယ်ကျွန်တော်ဘာမှအောင်မနာနဲ့ကျွန်တော်ဒါဆိုရင်ဒါပဲဒါလေးလုပ်ဆိုတာလေးပဲလုပ်နော်အမျိုးတို့ကျွန်တော်ပြောပြီးသားနော်ဘယ်လိုလဲဆိုတော့အပတိုင်းမျိုးကျွန်တော်တို့မွေထုတ်ပိုက်နေခဲ့ပြီးသားเนาะမွေထုတ်ပိုက်ပြီးသားဒီတစ်ပတ်မှာကနန်းတွေအနှဲငယ်နောက်ကျနေတယ်ဒါပေမဲ့ကျွန်တော်ဒီနောက်ကျနေတာဖြစ်တဲ့အတွက်ကြောင့်လုံးဝမကိုင်းเนาะလုံးဝမကိုင်းတော့เนาะကျတဲ့လောက်နောက်ကျပြီမကိုင်းတော့နားပလိုက်เนาะဘာလို့လဲဆိုတော့ကနန်းနောက်ကျနေအစမပြေဘူးเนาะဘာလို့လဲဆိုတော့ကိုရီပေးတဲ့မူနဲ့နော်ဟိုသူများတွေပေးတဲ့ပုံတွေတူရင်လည်းတူနေနိုင်မယ်ဒါကြောင့်မလို့ကျွန်တော်ဒီဘယ်သူနဲ့မှမတူတဲ့အရာတစ်ခုကိုကြာသာပရိတောက်ချံမှာလုပ်ပေးထားပါနော်အဲ့တော့အဖွဲ့ဝင်ဒီကြာသာပရိတောက်ချံရဲ့ဂေဘောက်ကိုပဲစော့ပါနော်ဘုဒ္ဓဥမကျော်သမားတွေကျွန်တော်ပေးထားတဲ့ရွှေစာလို့ကက်ကိုလုံးဝနာပြီးတော့ထွက်ကျင်တော့မထွက်ကျင်ဘူးစိတ်မဝင်သားနဲ့နော်အဲ့ဒါမျိုးတို့ကျွန်တော်ပြောပြီးပြီနော်ဟိုဆရာကျွန်တော်တို့ဒီဘုဒ္ဓဥမကျော်လေးလုံးဝမလားတေးကြလေးလုံးဝသေးသေးရကြီးရဲ့နော်နှစ်ခုသလုံးလုံးဝသေးသေးရကြီးအမျိုးတို့ဘယ်နေရာအမြတ်ရမှာဘယ်နေရာကနေအမြတ်ထုတ်မှာတော့ဟုတ်တယ်မလားအဲ့တော့ကြာတာပရိတောက်ကြမှာကျွန်တော်ပေးထားတဲ့ free တောင်ဖြစ်တဲ့ဂေဘောက်လေးပဲသုံးလေးเนาะအခု free ဂေဘောက်က9သားသမီးအကုန်လုံးရအောင်လို့ကြာတာပရိတောက်ကြမှာအခုကျွန်တော်ပေးခဲ့မယ်အဖွဲ့ဝင်ပေးထားတဲ့ဂေဘောက်ကအအဖွဲ့ဝင်နဲ့တက်တက်ပဲစော့ကောင်းအောင်အေးအေးဆေးဆေးပဲလုပ်မယ်ကဏ္ဍနေပြန်မဖြန့်နဲ့ပြောချင်တာကလုံးဝ group တွေမှာမဖြန့်ပါနဲ့เนาะအဲ့လို group ထဲမှာဖြန့်တာမြင်တာနဲ့ brand မှာဖြစ်ပါเนาะဘာလို့လဲဆိုတော့ဒါလေးရောနားနေပြီပါနော်အဲ့တော့အဖွဲ့ဝင်တွေမ okay သေးဘူးเนาะကြာတာပရိနေရောက်လာလို့မ okay သေးဘူးခါတိုင်းကျွန်တော်တို့အပိုင်းလို okay နေကြเนาะအဲ့တော့ကြာတာပရိတောက်ကြเนาะအရန်ကိုအားကောင်းဆုံးဖြစ်တဲ့အရာကိုပြောစီကိုဖော်လာပြီးတွေးပေးထားပါတယ်เนาะအဲ့တော့ယူတဲ့အောင်ဒီပါစားတဲ့အောင်လည်းစားပါเนาะကျွန်တော်တို့ဒီချက်မှာကဘာမှထပ်ပြီးတော့ရှင်းမပြချင်တော့ဘူးเนาะအခုတပတ်တလေနောက်ကြတယ်တချို့ကရန်နေဖြစ်ကြတဲ့ဂူတွေမှာเนาะကျွန်တော်တို့အပိုင်းလိုမွေထုတ်လာခဲ့တဲ့အပတ်ကြတော့เนาะအကုန်လုံးမွေထုတ်လာကြတယ်ဟုတ်လားတစ်ပတ်လေးကျွန်တော်တစ်ပတ်လေးအခုနည်းနည်းလေးနောက်ကြတယ်เนาะတကားတန်ထွက်တဲ့သူကလည်းထွက်တယ်မထွက်တဲ့သူကလည်းမထွက်ဘူးเนาะအဲ့တော့မျိုးလေးတွေလူဟောင်းလေးတွေလူသစ်တွေအကုန်လုံးကျေးဇူးတင်ပါတယ်เนาะဘလို့ပဲဖြစ်ဖြစ်ကျွန်တော်ကြောင့်ရှုံးရင်ကျွန်တော်ကြောင့်မရမကကျွန်တော်ပြန်ပြီးတော့ရအောင်လုပ်ပေးမယ်အဲ့ဒီရှုံးတာတဲ့နှစ်ဆပြန်ရအောင်ကျွန်တော်လုပ်ပေးမှာเนาะအဲ့ကြိုပြီးတော့ပြထားပါတယ်ဘာလို့လဲဆိုတော့ကောင်းသောဆန်ကြောင့်ရှုံးသွားတယ်ဆိုတော့ရာဇဝင်လည်းမရှိဘူးရာဇဝင်လည်းရိုင်းနေเนาะဒါမှမဟုတ်မင်းပြောလိုက်ရင်ဒီကကြီးတကယ်ပဲဆိုတဲ့ကောင်မျိုးလေးတွေမှာလည်းကျွန်တော်မပါဘူးเนาะဘာလို့လဲဆိုတော့ဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးเนาะအမျိုးတို့ကျွန်တော်ပြောပြီးသားเนาะဖြစ်နိုင်တယ်မဖြစ်နိုင်ဟုတ်ပြီเนาะအဲ့တော့မျိုးလေးတွေအားလုံးကျွန်တော်စကားကိုနားထောင်ပြီးတော့ကျွန်တော်ပေးတဲ့တေးကြရဲ့လက်ဆောင်ပဲစော့ပါကျွန်တော်ဘာမှမလုပ်ပါနဲ့เนาะနောက်တစ်ပတ်အကုန်လုံးအဖွဲ့ဝင်တွေအကုန်လုံး free အကုန်လုံးပို့မယ်เนาะဘာလို့လဲဆိုတော့ကျွန်တော်ဒီတစ်ပတ်မှာเนาะကျွန်တော်ဗုဒ္ဓဥမကျော်ရွှေကက်တီလုံးဝကြမလာဘူးဖြစ်တဲ့အတွက်ကြောင့်မလို့เนาะလုံးဝကြမလာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်တစ်ပတ်ကျွန်တော်ပြောလိုက်ပြီเนาะနောက်တစ်ပတ်လွတ်အောင်ပြီเนาะနောက်တစ်ပတ်ကျွန်တော်မရမကမျိုးတွေအားလုံးကိုကျွန်တော်ဘယ်လိုလုပ်ပြမလဲကြည့်နေเนาะနောက်တစ်ပတ်မရမကကျွန်တော်လုပ်ပို့ပေးမယ်ဘာလို့လဲဆိုရင်နောက်တစ်ပတ်ဘာလို့လုပ်ပေးမှလဲဆိုရင်ကျွန်တော်မျိုးတွေအားလုံးကိုဒီရွှေကက်ကခုကျွန်တော်တို့ပတိုင်းလိုမွေးထုတ်နေတဲ့ကက်ဒီဘိုးတော်မကျော်ကြမလာဘူးကြမလာတဲ့ကြောင့်မလို့ကျွန်တော်ကြာတာပေးတော့ကျွန်မမဖြန့်သေးထားလိုက်โอเคအဲဆိုရင်မှမဖြစ်ဘူးနောက်တစ်ပတ်တနင်္လာအိမ်ကမှစောင့်ကြည့်ပြီးတော့เนาะဘယ်လိုလုပ်ပြမလဲဆိုတော့ပြောလိုက်တော့မင်းတကယ်ကြီးတကယ်ကျေဆိုတဲ့ကောင်မျိုးတွေမှာတော့မဟုတ်ဘူးเนาะအလုံးနဲ့လက်တွေတက်တည်ပြမယ်ဟုတ်ပြီเนาะအခုကြာတာပေးတော့ကျွန်မကျွန်တော်ဖွဲ့ဝင်တွေကိုပေးထားတော့အရာလေးပဲလုပ်ပေးပါเนาะအဲ့ဒါပဲအသုံးပြုပြပါเนาะကျွန်တော်လည်းမောနေပါပြီမနေ့ကဖြေနေရတာဟိုတချို့ကလမ်းမေးတယ်အမောင်လေးငါတို့ဒီနှစ်ခုလုံးအောင်မလားနှစ်ခုလုံးစရာမှမလိုတာမျိုးတွေနောက်တစ်ခုပဲလုံးရပြီလीเนาะအဲ့တော့မျိုးလေးတွေအားလုံးနားလည်ပြီပါလို့ထပ်ပြီးတော့လည်းကျွန်တော်ထပ်ခါကြီးမပြောကြချင်တော့မရှင်းပြချင်တော့เนาะအဲ့တော့ဒါဖွဲ့ဝင်နေနဲ့ပတ်သက်လို့ပြီးပြီဆိုရင်เนาะနေတဲ့သမားတွေနဲ့ပတ်သက်လို့တခုပြောချင်ပါတယ်ကြာတာပရိတောက်ကြမှာသုံးမယ်ဆိုတဲ့အကိုတွေเนาะကျွန်တော်ရဲ့အကိုကျွန်တော်ရဲ့အမတွေအကုန်လုံးသုံးမယ်ဆိုရင်ကြာတာပရိတောက်ကြမှာเนาะဒါတခုပြောချင်တယ်ကြာတာပရိတောက်ကြမှာ16တလုံး
အပိုင်တော့နော်တိ6တလုံးကြာတာပရိတောက်ကြရင်ကဲပေါက်ပတ်ပြီးတစ်လုံးပဲထွက်မယ်အဲ့ဒီတွေကနော်တစ်ထွက်ရင်လည်းထွက်မယ်6ထွက်ရင်လည်းဖြစ်မယ်နှစ်ခုတည်းကတစ်ခုဒီမှာဖြစ်မနေလာအောင်မယ်တိ6တလုံးအပိုင်သုံးပါတေးကြရဲ့တမ္နိပတိတိတိ6ပိုင်းတိ6ပတိတိ6ချိတ်နော်လှည့်ပြင်းကကွက်တိလာအောင်လာမယ်အဲ့ဒီတိ6ကနော်ဘာလို့လဲဆိုတော့အပေါ်မှာထောက်ထားတွေအများကြီးရှိတယ်နော်နက္ခတ်သူနက္ခတ်လည်းစဉ်းထားတယ်ပါဝါတွဲသတိထားမယ်ပါဝါတစ်ချိန်သတိထားမယ်နော်နက္ခတ်သူနက္ခတ်စဉ်းထားတယ်ပါဝါတစ်ချိန်သတိထားမယ်နော်6-3ညအထောက်ရှိထားတယ်နော်6-3ညထွက်ပြီးတိုင်းမှာဘာလာတက်လဲကောင်းကလင်နာပြန်စစ်နော်နောက်တစ်ခုအပေါ်မှာရှိတယ်အပေါ်မှာရှိသေးတယ်ဗာလဲနော်တလင်းလာနေမှာ56လို့ရွှေညီကိုနဲ့လာထားရင်ကြာတာပရိတောက်ကြမှာခရီးကေပေါက်ဘာလာတက်လဲသတိထားနော်ကေပေါက်တွေကကောင်းကိုရှာရင်တော့ရတယ်နော်ဟိုတေးကြတွေကောင်းကိုလိုက်ပြီးတော့ကလင်နာတွေပတ်သက်ပြီးထောက်အောင်မျိုးတို့ okay တယ်နော် already လာတတ်ပါတယ်ဒါကြောင့်မလို့မျိုးလေးတွေအကုန်လုံးကျွန်တော်ပြောလိုက်ပါပြီအဲ့တော့ဘာလုပ်မှာတော့နော်စဉ်းစားပါကိုတိုင်းဘယ်လိုရအောင်အမြဲယူမှာတော့နော်ကျွန်တော်ကဒါလေးပဲပြောချင်ပါတယ်အဲ့တော့မျိုးလေးတွေအားလုံးဒီနေ့ကြာတပရိတောက်ကြခေပေါက်ဒီ16ပိုင်း16ပတိ16တမ္မဏိပတိဖြစ်ပါတယ်ကြာတပရိတောက်ကြမှာတစ်လုံးမဖြစ်မနေလာပါလိမ့်မယ်နော်ဒါကလို့တစ်လုံးလာပြီဆိုရင်လည်းပါဝါအတွဲလိုက်လေလိုင်းနဲ့လာတက်မယ်နော်ကျွန်တော်ပြောပြီးသားပါဝါအတွဲလောက်16ဆိုပြီးတော့မိတ်တစ်ကွက်အနေနဲ့စဉ်းသွားပြီဆိုရင်လည်းလှည့်မတင်တဲ့ကွက်တိအနေထားနဲ့မျိုးတို့ရမှာနော်ဒါမရရအောင်လို့16တစ်ကွက်ကောင်းရှိပါတယ်ကြာတပရိတောက်ကြသတိတော့ထားပေးပါနော်ဘာလို့လဲဆိုတော့ပါဝါတတွဲလာအောင်မှဖြစ်တဲ့အတွက်ကြောင့်မလို့နော်နက္ခတ်တို့နက္ခတ်ကြထားရင်ပါဝါဒီတတွဲလာအောင်မယ်နော်အဲ့ဒါပါဝါဒီတတွဲကကြာတာပြီးတောက်ကြမှာလာရင်လားမလာဘူးဆိုရင်နောက်တစ်ပတ်တလင်းလာအင်္ဂါမှာလာလိမ့်မယ်နော်ဒါကျွန်တော်အခုပြောတာမဟုတ်ဘူးနော်သူရဲ့ကြာရုပ်ကြတဲ့နာကိုကျွန်တော်ပြောပြတာဟုတ်ပြီနော်အဲ့တော့ကြာတာပြီးတောက်ကြရဲ့ခေပေါက်တမ္မဏိပတိဒီ16ပိုင်း16ပတိ16တလုံးကိုပပိုင်တော့ရေးရဲကင်မယ်အဲ့ဒါကိုကောင်းဖို့နော်အကျွေးကြီးကင်ရပါတယ်နော်နောက်တစ်ခုပြောချင်တာပါလဲဆိုတော့နောက်တစ်ခုကဒီနေ့ကြာတာပရိနေ့အတွက်နေတိုက်လို့ကျွန်တော်တစ်ချက်ပြောပြခက်ကြပါတယ်အဲ့ဒါနေတိုက်ကဘာဖြစ်မလဲဆိုရင်ကျွန်တော်မျိုးလေးတွေအားလုံးဒီနေ့ကြာတာပရိနေ့နေတိုက်ဒီနေ့မှာအရန်ကိုအားကောင်းနေတဲ့ ATC 1 chain ပဲကျွန်တော်ပြောပေးမယ်အရန်ကိုအားကောင်းနေတဲ့ ATC 1 chain ဒီ35ပိုင်း35ပတ်တီ35 chain ဖြစ်ပါတယ်35ပိုင်း35ပတ်တီ35 chain ဖြစ်ပါတယ်เนาะမမိုးတွေအရန်ရွာနေကျွန်တော်အော်ပြောနေတာအတန်ရနာနေပြီเนาะအဲ3ညနဲ့ပတ်သက်လို့ main လေးကွယ်31 36 33 38ဟုတ်ပြီနော်3ညနဲ့ပတ်သက်လို့ main လေးကွယ်31 36 33 38 9နဲ့ပတ်သက်လို့ main လေးကွယ်51 56 53 58ဟုတ်ပြီနော်35 chain 35ပတ်တီ35လုံးပိုင်းကို1638ကတ်မယ်1638အပြီးခွေမယ်ဒါကြာတာဒီနေ့တရက်စာအတွက်เนาะပေါတီးတစ်ချိန်သာပါပဲဟုတ်ပြီနော်အဲ့တော့မျိုးလေးတွေအားလုံးရမယ်လို့လည်းဖြစ်ပါတယ်နော်ယူတော့အောင်လည်းယူပါအဲ့တော့မျိုးလေးတွေအားလုံးနော်ကျွန်တော်ပြောခဲ့တဲ့အရာလေးကိုလည်းလုံးဝမမေ့ပါနဲ့နော်အဲ့တော့မင်္ဂလာရှိတော့ဒီနေ့ကြောက်တာပရိနိတရက်တာလေးကိုဖြတ်သန်းနေပါသေးညကြရင်တော့တောက်ကြနိနော်အဲ့တော့ညကြမှာ like ပြီးမှာဗီဒီယိုလေးမှာပဲပြန်ပြီးတော့ဆုံးပါမယ်ကဲအားလုံးပဲဒီနေ့တော့ဒီလောက်ပါတက်တာပါကိုလက်ပါ